အဲ့တိုက်ခိုင်းရင်မှနေချင်လို့ရှိရင်ပိုက်ဆံဘယ်လောက်ရှင်ရတယ် ။ဘာလို့ဒီမှာလဲရနေလဲ။ဒီမှာငါတို့လောလောဆယ်နေရမယ်အိမ် ။ဘန်သွားပြီးပတ်စံထုံမယ်။ပြီးရင်စေကန်းအတွက်လိုအပ်တာလေးတွေလည်းဝယ်မယ် မြို့ထဲမှာကားတွေကရှုပ်ကရှုပ်တယ် ။ကင်မီစိတ်မချဘူးဆိုရင်ခေါ်နေကြတက္ကစီသမားလေးကိုပဲခေါ်ပြီးသွားတော့ 对我比他们最无聊，老人嘛没呢，老小的，老小的。 ငါလက်ထဲမှာတလက်တလက်ရှိရင်ကောင်းတယ်။ခေါင်းလေးကိုချိန်ပြီးပြစ်လိုက် 没来点啥马路不嘞？ အဲ့ဘယ်လိုလောက်တက်မှတယ် 那老妈怕了嘛？မင်းတို့ကတရားချမ်းဆောင်နေလား။မာဒီချမ်းပိုင်ရှင်ကတာငါတို့ခရီးပြန်လာလို့ဒီကိုဝင်နိုင်နဲ့စားကြတောက်ကြ။ အောက်တန်းစားလို့ပြောလို့ရှင်လဲရိုင်းရကြအောင်လူကမွေးပြီးလူလိုဇမ်းမှလည်းနားလည်မှုရှိရမဟုတ်ဘူး လူလည်းစားချင်းတောက်ချင်မှာပေါ့တာလေ ဘာမှမနေရလဲကျမကိုယ်တိုင်ပြန်ပို့ပေးပါမယ်နော် ဒါတွေကတတိစားရကြ။ မိုက်ထဲမှာခလေးရှိနေရအာကုတို့အလုပ်တွေပဲလုပ်နေရဖော်ရောခါတက်ပဲကာကြသူစွမ်းပါသေးတယ်ဗော။ तू လုံနိုင်ကိုင်းနိုင်ပါသေးတယ်ဗောအဖိုးကြီးက။ကြောက်ပါ။အနေသားတွေတော့မင်းမချစ်ဘူးလား မချစ်ဘူးငါကိုယ်တိုင်လည်းချစ်မခံရဆိုငါလည်းမချစ်တော့ဘာဖြစ်လဲဒီကငါတော့တောင်းမကြတဲ့တောင်းမယ် ။ဘာတော့ကြောက်တာဒီဘာလို့ကျနေပြော။ကြိုက် ကောင်းတာလို့ကောင်းတာရမကောင်းတာလို့မကောင်းတာပြင်ရ ခွေး ကုတို့အာကုတို့ဆိုတာပဲ့တင်တယ်လို့ မယုံလုံးဝမယုံဘူးယုံလင်လောက်တဲ့လူရောမောင်လောက်တဲ့အကောင်ရောဒီကားမှာအတော့မကြောက်ငါတတ်မယ်ပတ်စံရှိပါတယ်ဆိုတဲ့လူတွေမုန်းတာကိုဖြစ်ချင်တာပဲကိုသိကြတယ်